လုံးပဲမြင်လာပါနော်ညီမရဲ့ခန္ဓာကိုယ်အလေးချိန်ကပေါ့နော်60 kg နေပြီးတော့52 kg ထိကျသွားတယ်ပေါ့နော်ညီမကိုတော့ညီမလုံးဝပေါ့နော်လုံးဝအန်အော်သွားရတယ်ပေါ့နော်ဒါပေမဲ့အရင်ညီမခန္ဓာကိုယ်ကအရန်ဝရတယ်ပေါ့နော်နောက်ပြီးခန္ဓာကိုယ်ကလည်းညောင်းညံ့တယ်နောက်ပြီးလမ်းလျှောက်တန်းနေပေါ့နော်အသက်ရှူလို့မဝသလိုခံစားရတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်မကြကြပေါ့နော်ညီမအစားဓာတ်တွေကိုလည်းတောင်းတပြီးပေါ့နော်အများကြီးခဏစားချင်လာတယ်ပေါ့နော်နောက်ပြီးကအပြင်သွားလို့ရှိရင်လူရန်ကလည်းပေါ့နော်ဝါလာတယ်လို့ပြောလာတယ်ပေါ့နော်နောက်ပြီးညီမဝတ်စုံနေဝတ်တဲ့ခါမှာလည်းပေါ့နော်လုံးဝမဝတ်ရဲတော့ပေါ့နော်ဘာဖြစ်လဲဆိုတော့တပတ်ကိုလည်းပေါ့နော်အချိန်အနည်းငယ်ပဲညီမအပြင်ထွက်ဖြစ်တယ်ပေါ့နော်ညီမကိုညီမလည်းလုံးဝပေါ့နော်ကိုယ့်ဘာကိုလည်းလုံးဝတော်မှုမရှိဘူးပေါ့နော်နောက်ပြီးတော့ညီမခန္ဓာကိုယ်ပေါ့နော်လုံးဝကြဖို့အတွက်ပေါ့နော်နီးလဲများစွာလုံးဝကိုစူးစမ်းခဲ့တာရှိရပေါ့နော်နောက်ပြီးရင်ညီမပေါ့နော်လေ့ကျင့်ခန်းကိုတစ်ပတ်ဒါမှမဟုတ်လို့ရှိရင်နှစ်ပတ်တစ်ခါလုပ်တယ်ပေါ့နော်နောက်ပြီးအလုပ်တွေလည်းအများကြီးလုပ်တယ်အဲအကြောင်းပေါ့နော်လေ့ကျင့်ခန်းလည်းအများနဲ့လုပ်ဖို့မဖြစ်နိုင်တာကြီးလည်းရှိလာခဲ့တယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်ဒါမဲ့ညီမလည်းအစားအစာပေါ့နော်ခဏတာ short စားတာတွေလည်းရှိတယ်ပေါ့နော်နောက်ပြီးတော့ရှင်ညီမခန္ဓာကိုယ်ကပေါ့နော်အလိုမောလာပို့လို့ရှင်ဘိုက်ကလည်းခဏစားလာလည်းရှိရပေါ့နော်ဒီနောက်မှာပေါ့နော်အဲ့ကိုအလေးချိန်ချော့ချဖို့တဲ့ထုတ်ပုံတွေကိုလည်းပေါ့နော်ညီမတေးချာရှာဖွေပြီးတော့စတင်သုံးပြီးရပေါ့နော်ဒါပေမဲ့ရလက်ကလည်းလုံးဝမကောင်းလာဘူးပေါ့နော်ညီမရဲ့ခန္ဓာကိုယ်နဲ့လည်းမကိုက်ညီဘူးဒါပေမဲ့ပေါ့နော်ညီမမျက်နှာကလည်းပေါ့နော်ထူဖြတ်ပြီးတော့ခေါင်းမူတာတွေခေါင်းကိုက်တာတွေလုံးဝဖြစ်လာတယ်ပေါ့နော်နောက်မဲ့ပေါ့နော်ကိုအလေးချိန်ကလည်းလုံးဝမကျလာဘူးပေါ့နော်ဒါနဲ့ညီမလည်းကိုယ့်ကိုပေါ့နော်အရင်နေစိတ်ပြက်တာတွေဘာကြီးရှိလာတယ်ပေါ့နော်ဒါပေမဲ့ညီမတငယ်